Live မှာရှိတဲ့စီလီများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ကိုတီခနိုင်ပါအခုကျွန်တော်က perfect လေးတွေကကျွန်တော် free နဲ့ live လဲဆိုတော့ကျွန်တော်ကအခုစကြည့်မှာဖြစ်ပါတယ်ဟုတ်ပြီရင်စုံကလေးပါတတ်မယ်ရင်လေးပါငယ်မယ်ဟုတ်ပြီစလိုက်ကြရအောင်ဟုတ်ပြီဒီ effort လေးကတိတော့မကြိုက်သေးဘူးဒီ effort လေးကတိတော့မစိုးဘူးเนาะရှင်းစရာတော့ကောင်းတယ်ဒါလေးကပူတော့ရှင်းစရာကောင်းအောင်ပဲစတောင်းစီလေးနဲ့ပါလေးရတယ်ဖောင်းဖောင်းလေးမင်းလေးဆောတဲ့ effort နဲ့တူပါတယ်ကဲနောက်တစ်ခုပြောင်းလိုက်ရအောင်โอ้ဒီ effort လေးကနှကမ်းမွေးနဲ့ရန်တန့်နေပါလားမင်းလေးကနှကမ်းမွေးရှိတဲ့ယောက်ျားလေးတွေကပိုပြီးတော့တက်ဆာရှိတယ်လို့ပြောကြတယ်ဟုတ်လားတော့မသိဘူးဟုတ်ပြီနောက်တစ်ခုဒီ effort လေးနဲ့ကျွန်တော်နဲ့ like တယ်လို့ပြောရမယ်မစိုးသေးဘူးအမေရှင်းစရာတော့ကောင်းရောလားပေါ်ကြတယ်main ကလေး effort ကြီးနဲ့တူပါတယ် main ကလေးပုံကြီးနဲ့ဆိုတော့လေတိတ်တော့ပုံမကြောက်ရအမေမျက်မှန်နဲ့ခံရပါလားဟုတ်ပြီတိတ်တော့မကြိုက်သေးပါဘူးနောက်တစ်ခုပြန်ရအောင်โอเคဟာဘာပုံကြီးလဲရှိရလည်းမကောင်းဘာပုံလဲကွာအကြည့်ကျွန်တော်သိမလိုက်ဘူးဗျာဒီပုံကဟုတ်ပြီမြင်ကြောတော့ဒီပုံသိမကြိုက်ဘူးကွာဟုတ်ပြီလေဟာစပိုင်ဒါမန်ခါမှတော့စပိုင်ဒါမန်မလုပ်ဘူးဒါပေမဲ့ဒီခါတော့စပိုင်ဒါမန်လုပ်လိုက်ပြီဟာမိုင်ဟေးအိုးမစိုးဟာရှစ်စရာတော့ကောင်းတာပဲဒီကိုတိုင်းတော့ဘာမှတော့မသိတော့ဘူး